ငါးစာအခြေခံငါးစာမူဝါဒအဖွဲ့အစည်း၏ပြိုင်ဆိုင်နိုင်စွမ်းကိုမြင့်တင်ရန်ငါးစနစ်ကိုအသုံးပြုပါဝန်ထမ်းများ၏ချမ်းသာချောမွေ့ရေးကိုမြင့်တင်ခြင်းနှင့်အသိပညာကိုလူအဖွဲ့အစည်းသို့မျှဝေခြင်းကိုဆောင်ရွက်ပါငါးစာအိမ်အစမှာစီကံအတတ်ပညာကိုတိစောက်တာကတင်နန်းပေးပြီးငါးစာငါးဖွဲ့စည်းပုံကိုလေ့လာသင်ကြားပေးခြင်းဖြစ်သည်အလုပ်သမားတွေအတွက်စိတ်အားထက်သန်မှုအလုပ်လုပ်လို့စိတ်ကိုလှုံ့ဆော်ပေးရမည်ပြီးတော့စီမံဖွဲ့စည်းခြင်းလွယ်ကူစွာအသုံးပြုနိုင်ခြင်းတန်ရှင်းမှုကိုအိမ်၏အခြေခံတိုင်းတစ်ခုအဖြစ်ပြုလုပ်ရမည်အဲ့ဒီသုံးဆကိုပြီးမြောက်အောင်လုပ်ပြီးနောက်မှသာစံနှုန်းတစ်ခုအဖြစ်တည်ဆောက်နိုင်မည်ငါးစတွင်ပါဝင်သောအရာများမှာစင်ဆက်စူးစီးတန်ရှင်းစီကံစံနှုန်းဖြစ်သည်စီစဉ်ခြင်းအရေးသွေးမရှိသောအရာများကိုဖယ်ရှားပါစီစဉ်ခြင်း organization ပစ္စည်းများနှင့်အလုပ်လုပ်သောစနစ်များကိုစီစဉ်ခြင်းရည်ရွယ်ချက်မဖွဲမဖြစ်သောအရာများ waste ကိုဖယ်ရှားခြင်းစံနှုန်းညွှန်းကိန်းမဖွဲမဖြစ်သောပစ္စည်းများ၏အရေးအတွက်အလုပ်လုပ်စနစ်များမှာအသုံးမကျရော့ပြော့နေပြီးမလိုအပ်သောအပိုင်းများကိုဖယ်ရှားခြင်းနည်းလမ်းများတက်စစ်ဆေးခြင်းနှင့်ခွဲခြမ်းခြင်း၃အပိုထွက်များကိုဖယ်ရှားခြင်း၄အပိုင်းများကိုဖြစ်ဆွခြင်းတန်ကင်းအစစ်စစ်လုပ်ငန်းစဉ်စီစဉ်ခြင်း career search အမှန်တရားမရှိသောအရာ၈ခုအရေးသွေးမြင့်မားသော base လုပ်ငန်းများအတွက်စီစဉ်ထားသောအကျိုးတရားများတက်အလုပ်လုပ်ရန်လိုအပ်သောပစ္စည်းများသာရှိသည်နှစ်အသုံးပြုနိုင်သောအရက်တန်ရရှိသည်၃စာရွက်စာတမ်းများ၏ထက်တူတူစီစဉ်ခြင်းကိုလျော့နည်းစေသည်၄လိုအပ်ချက်ထက်ပိုမိုဝယ်ယူခြင်းမရှိသည်၅လိုအပ်ချက်ထက်ပိုမိုထုတ်လုပ်ခြင်းမရှိသည်၆လိုအပ်သောပစ္စည်းများသာအသုံးပြုခြင်းဖြင့်စရိတ်လျော့နည်းစေသည်အဆင်ပြေခြင်းလွယ်ကူပြီးတာမန်အန္တရာယ်ကင်းရှင်းသောတကြတဲ့ထိမ့်သိမ့်မှုနှင့်စီကံရှိမှုရည်ရွယ်ချက်လွယ်ကူပြီးဘေးကင်းစေရန်စံနှုန်းညွှန်းကိန်းပစ္စည်းများသည်သတ်မှတ်ထားသောနေရာတွင်ရှိရမည်အသုံးပြုရလွယ်ကူပြီး30စက္ကန့်အတွင်းနေရာထပ်ပြန်ထားနိုင်ရမည်လုပ်ဆောင်နည်းတကြတဲ့တစ်အုပ်စုခွဲခြင်းသည်အသုံးပြုလိုက်သောအမျိုးအစားအလိုက်ပစ္စည်းများကိုစီစဉ်ထားခြင်းဖြစ်ပြီးအလုပ်လုပ်နိုင်စွမ်းကိုတိုးတက်စေပါသည်ပစ္စည်းများထားသည့်နေရာကိုရှင်းလင်းစွာသတ်မှတ်ခြင်းဖြင့်အဆိုပါပစ္စည်းသည်ဘယ်နေရာတွင်ရှိနေသည်ကိုပြသနိုင်သည့်ယင်းသည့်ပစ္စည်းများကိုစူးစီးရာတွင်နှင့်အသုံးပြုရာတွင်အကျိုးရှိစေပါသည်ပစ္စည်းများနှင့်နေရာများအတွက်အမည်သတ်မှတ်ရမည်ဤတွင်သတ်မှတ်ချက်၃ချက်ရှိပြီးဘယ်နေရာတွင်ထားမည်ဘာပစ္စည်းကိုထားမည်ဘယ်လောက်ထားမည်၃ချက်သတ်မှတ်ချက်အတိုင်းခေါင်းစဉ်ကိုဖန်တီးရမည်အစိပ်ပိုင်းများကဲ့သို့ပါဝင်သည်သတ်မှတ်ချက်တူလောင်ရန်နေရာသို့မဟုတ်စတိုးတီနေရာဘယ်နေရာသတ်မှတ်ချက်နှင့်ပစ္စည်းအမည်ဘာအမည်သတ်မှတ်ချက်၃ပမာဏဘယ်လောက်အမြင်အာရုံမြင်သာသောပြသမှု visual display နှင့်ထိန်းချုပ်မှုစနစ် visual control များပြုလုပ်ခြင်းအမြင်အာရုံမြင်သာသောပြသမှု visual display ဒီအလုပ်သမားများသိရှိနိုင်ရန်အတွက်ဖြစ်သည်ဥပမာစံနှုန်းများစည်းကမ်းများအလုပ်ဆောင်ရွက်မှုရလဒ်၏အခြေအနေများစသည့်အထွေထွေအလုပ်များတွင်အသုံးပြုပါသည်အမြင်အာရုံထိန်းချုပ်မှု visual control သည်အလုပ်သမားများသိရှိနိုင်ပြီးစံနှုန်းနှင့်အညီဖြစ်မဖြစ်စတင်သိရှိရန်အတွက်ဖြစ်ပါသည်ဥပမာကရိယာ၏အလုပ်ဆောင်ရွက်မှုအခြေအနေဆုံးဖြတ်မှုလုပ်ငန်းများအနည်းရှိသောလုပ်ငန်းများထိန်းချုပ်ရမည့်လုပ်ငန်းများအချိုးအစားပြုလုပ်ခြင်းနေရာတွင်ရှိသောပစ္စည်းများကိုတတ်မှတ်ရန်ရှာဖွေရန်အဆင်ပြေမှုဖြစ်ပေါ်စေရန်အမြဲတမ်းတိုးတက်ပြုပြင်ခြင်းမှာရခင်ရှိခဲ့သောအရာများကိုပိုမိုကောင်းမွန်စေရန်ပြုပြင်ခြင်းနှင့်အလုပ်လုပ်ဆောင်မှုကိုပိုမိုကောင်းမွန်စေရန်နေ့စဉ်လုပ်ငန်းများကိုတိုးတက်ပြုပြင်ခြင်းပါဝင်သည်နေရာတွင်အဆင်ပြေမှုကိုပြုလုပ်ခြင်းမှရရှိသောအကျိုးကျေးဇူးရှာဖွေရန်အချိန်ပြည့်ပြည့်မှုလျော့ချခြင်းနှစ်ပစ္စည်းများကိရိယာများပျောက်ဆုံးမှုလျော့ချခြင်း၃အလုပ်ဆောင်ရွက်ရန်အချိန်လျှော့ချခြင်း၄အတတ်ပညာတန်ခတ်မှုများကိုဖယ်ရှားခြင်းအလုပ်သမားများအတွက်လုံခြုံမှုပိုမိုအတည်ပြုခြင်း၅အလုပ်ဆောင်ရွက်မှုစွမ်းဆောင်ရည်တိုးတက်ခြင်းအရှင်အရာအလုံးသည်ပုံမှန်လားမပုံမှန်လားကိုမြင်နိုင်သည်အရှင်ရည်ရွယ်ချက်အရာအလုံးသည်ပုံမှန်သို့မဟုတ်မမှန်ကန်မှုများကိုမြင်နိုင်ရမည်စံနှုန်းညွှန်းကိန်းတွေ့ရှိနိုင်သောမမှန်ကန်မှုအရေးအတွက်နီလန်းတာဝန်ခံသူကိုသတ်မှတ်ခြင်းနှစ်တန်ရှင်းလုပ်နည်းကိုလေ့လာပြီးကိုယ်တိုင်ဆောင်ရွက်ပါ၃မမှန်ကန်မှုများကိုစစ်ဆေးခြင်း၄တန်ရှင်းမှုဆိုင်ရာအစီအစဉ်သတ်မှတ်ခြင်း၅အသုံးပြုနိုင်မှုအတွက်ပြန်လည်ပြုပြင်ခြင်းကမ္ဘာပေါ်ရှိအာယုံခံစားချက်၅မျိုးကိုအသုံးပြု၍ရိုးရှင်းသောအဆင့်မြင့်အမှားများကိုစစ်ဆေးခြင်းမျက်စိမြင်နိုင်သည်နားအသံကြားနိုင်သည်လက်ထိတွေ့နိုင်သည်နှာခေါင်းအနံ့ကြားနိုင်သည်ရှားအရသာခံနိုင်သည်နေရာအတွင်းတန်ရှင်းရေးပြုလုပ်ခြင်းမှရရှိသောအကျိုးကျေးဇူးများအလုပ်လုပ်ပတ်ဝန်းကျင်ကောင်းမွန်သည်နှစ်မရှိမဖြစ်မှားယွင်းမှုတစ်ခုခုဖြစ်ပွားပါကချက်ချင်းသိနိုင်သည်၃စက်ရုံစက်ပစ္စည်းများကိုစောင့်ရှောက်ခြင်း၏အခြေခံဖြစ်သည်၄စက်ပစ္စည်းကြဆုံးမှုကို0အထိလျော့နည်းစေသည်၅မလိုအပ်သောပြုပြင်ခြင်းသို့မဟုတ်ပြုပြင်ခြင်းအတွက်ကုန်ကျစရိတ်ကိုလျော့နည်းစေသည်စံနှုန်းတစ်ခုဖွဲ့စည်းခြင်းကောင်းသောအရာကိုစံနှုန်းအဖြစ်သတ်မှတ်ပါစံနှုန်းဖန်တီးမှုရည်ရွယ်ချက်အကောင်းဆုံးကိုစံနှုန်းသတ်မှတ်ခြင်းစံနှုန်းညွှန်းကိန်းတဌာနထဲရှိဝန်ထမ်းများသည်အစားထိုးလုပ်ဆောင်နိုင်ရမည်နီလန်းတေစာဖြင့်စံသတ်မှတ်ခြင်းနှစ်လေ့ကျင့်သင်ကြားမှု၃စစ်ဆေးသုံးသပ်ပြီးအကဲဖြတ်ခြင်း၄လှုံ့ဆော်မှု၅စံနှုန်းကိုပုံမကောင်းမွန်အောင်ပြုပြင်မှုမှန်ခြင်း၅စံနှုန်းခွဲခြားသည်တက်အလယ်မှတ်တမ်းစံနှုန်း၂ဧရိယာစံနှုန်းဧရိယာစံနှုန်းခွဲခြားသည်တူလောင်မှုစံနှုန်းအသုံးပြုမှုစံနှုန်းပြုပြင်ထိန်းသိမ်းမှုစံနှုန်းစံနှုန်းတစ်ခုဖန်တီးခြင်းမှရရှိသောအကျိုးကျေးဇူးများတက်အလုပ်လုပ်သူများတွင်အလုပ်လုပ်ဆောင်ရန်စံနှုန်းရှိသည်၂ဌာနတွင်လူတိုင်းသည်အလုပ်လုပ်ကိုင်ရန်တက်ရောက်နိုင်သည်၃အလုပ်လုပ်သူများသည်ဌာနတွင်ဂုဏ်ယူသောခံစားမှုရှိသည်၄အလုပ်လုပ်ဆောင်မှု၏ထိရောက်မှုပိုမိုကောင်းမွန်လာသည်
စီကန်းထူထောင်ခြင်းချက်ချင်းလှုပ်ဆောင်ပါအချိန်တိုင်းစီကန်းထူထောင်ခြင်းရည်ရွယ်ချက်ငါးစနစ်ကိုထိမ့်သိမ်းရန်နှင့်ခေါင်းဆောင်မှုအခြေအနေကိုဖန်တီးရန်စံနှုန်းညွှန်းကိန်းချက်ချင်းလှုပ်ဆောင်ပါအချိန်တိုင်းစီကန်းထူထောင်ခြင်းနည်းလမ်းလှုပ်ဆောင်မှုဖန်တီးခြင်းအရာရှိများသည့်ကောင်းမွန်သောပုံရိပ်တစ်ခုအဖြစ်လှုပ်ဆောင်သည်ဝန်ထမ်းများအားအကျိုးကျေးဇူးများကိုနားလည်အောင်လေ့ကျင့်ပေးခြင်းအနေအထားနှင့်ကောင်းမွန်သောအလုပ်စနစ်များကိုအသုံးပြု၍သဘောထားပြောင်းလဲရန်ရလဒ်များကိုလိုက်လံစစ်ဆေးခြင်းကိုယ်တိုင်စစ်ဆေးပါအလုပ်လုပ်ခြင်းအခြေအနေကိုထိမ့်သိမ်းရန်ကော်မတီဖြင့်စစ်ဆေးခြင်းစံနှုန်းကိုမြင့်မားစေရန်အုပ်ချုပ်သူများဖြင့်စစ်ဆေးခြင်းအလုပ်သမားများအားလှုံ့ဆော်အားပေးရန်ရုံအလုပ်အတွက်အမိုက်ခွဲခြားသည့်၄မျိုးဖြင့်ခွဲခြားထားသည့်အပါအဝင်ပုံမှန်အမိုက်ပျော့ပြောင်းနိုင်သောအမိုက်ပြန်လည်အသုံးပြုနိုင်သောအမိုက်အန္တရာယ်ရှိသောအမိုက်ပုံမှန်အမိုက်အပြာရောင်ပုံတွင်အိတ်ထောက်ချုံမြင့်အစားအစာထုတ်အားလုံးရည်ရွယ်ထားသည့်ဒီ၄မျိုးဖြင့်ခွဲခြားထားသည်ချော်နိုင်သောအမိုက်အစိမ်းရောင်ပုံတွင်အစားအစာပိုင်းများဟင်းသီးဟင်းရွက်များအသီးများအသားများသို့မဟုတ်တိရစ္ဆာန်သားများစသည်တို့ကိုထည့်ရန်အန္တရာယ်ရှိသောအမိုက်အနီရောင်ပုံတွင်လေ့ကျင့်မှုဖိလစ်မီတီတီထိုးအန္တရာယ်ရှိသောဓာတ်ပါဝင်သောပါကွန်ထုံများကိုထည့်ရန်ပြန်လည်အသုံးပြုနိုင်သောအမိုက်မီးခိုးရောင်ပုံတွင်ကံပွဲမောင်ပလတ်စတစ်ဘူးများအလူမီနီယံကန်များကိုထည့်ရန်